အိုးလှလိုက်တာဒါ hostel ကနေလှမ်းမြင်ရတဲ့ view ပဲဖြစ်ပါတယ်တော်တော်လှရနော်ဆက်ဆောင်ဝင်လိုက်တာနဲ့တော်တော်လှတဲ့ reception ကိုမြင်ရတယ်ဒါတော့သူတို့ဒီ tour နဲ့ပတ်သက်တဲ့ package တွေ2 နာရီမှ check in ဝင်ရမယ်ဆိုလို့ reception မှာထိုင်ဆောင်နေရပါတော့ဒါကအမျိုးသမီး bathroom ပေါ့နော်ဘေးစင်တွေလည်းအများကြီးရှိတယ်တချို့ကအိမ်သားလည်းအများကြီးရှိတယ်ပေါ့နော်တော်တော်အဆင်ပြေတယ်ဒါကတော့ဒါအဆောင်ပေါ့အဆောင်ထဲကိုဝင်သွားလိုက်ရင်ခန်းလေးတွေကဒီလိုလေးမသိရင်တစ်တာလေးတွေဝင်နေရတယ်လို့ပဲကိုကမရောက်ဖူးတဲ့နေရာတွေကိုသွားတာဆိုတော့နေဖို့အတွက်ကိုပတ်စံအများကြီးမသုံးချင်ဘာလို့လဲဆိုတော့အခန်းထဲမှာပဲနေမှာမဟုတ်မိုးလင်းကနေပြီးတော့မိုးချုပ်တီထွက်မှာအဲ့ဒီမှာသုံးမဲ့ပတ်စံကိုတခြား experience တွေရှာမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် skywalk ရှောက်ကြည့်ကျင်တယ်ပြီးရင် trekking တွေပို့သွားမယ်ပေါ့ဒီလိုမျိုးစဉ်းစားထားပါတယ် breakfast စားတဲ့အချိန်မှာတွေ့ရတဲ့တောင်တက်ရထားပေါ့နော် view ကတော့အရန်လာ breakfast ကတော့လုံးဝမကောင်းဒီမနေ့စားလိုက်ရတာတော့ ready made ခေါက်ဆွဲကိုကြော်တာပေါ့နော်အဓိကတော့တန်ရှင်းမှုနဲ့ location ကိုပဲဦးစားပေးပြီးတော့ရွှေ့လိုက်တာပေါ့နော်ဒီကနေပြီးတော့ Khaket village ကိုဆင်းမယ်ဆိုရင်လည်းဒီလမ်းလေးတိုင်းဆင်းသွားရုံပဲအရန်အဆင်ပြေတယ်ဒီ Sapa City Center ပေါ့နော် Stone Church ကိုရှောက်မယ်ဆိုလို့ရှိရင်လည်း10 minute လောက်ပဲရှောက်ရတယ်ထင်တယ်City Center မှာဆိုရင်ဒီလိုမျိုးဆိုင်လေးတွေ့ရတယ် Vietnamese pizza ကစုံပြုတ်တို့ကျုပ်ပြုတ်တို့ရောင်းတာ